လက်ဝါးကတ်တိုင်ကိုမျက်နှိုးတဲ့သူစိတ်အင်ဂျလာပရိသတ်များအားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ Golf Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာပရိသတ်တွေကြွယ်ဝေးများပြီးသွားမယ့်အကြောင်းအရာလေးကတော့လက်ဝါးကတ်တိုင်ကိုမျက်နှိုးတဲ့သူတော်စင်စိတ်အင်ဂျလာအကြောင်းကိုဝေးများပြီးသွားမှာဖြစ်ပါတယ်ရှင်ပရိသတ်များရှင်စပိန်နိုင်ငံဆန်ပီလယ်မြို့မှာရှိတဲ့ပုဂ္ဂိုလ်၃ပါးအသင်ကိုင်းကျောင်းမှာစပုံမွေးလုပ်နေတဲ့အမျိုးသားတူနဲ့ခါဝါတဲ့ဖြစ်တဲ့အမျိုးသမီးကြီးတို့ဇနီးမောင်နှံဆိုလို့ရှိရင်သားသမီး14ယောက်ထွန်းကားပြီးတော့ခုနှစ်ဦးဟာငယ်ရွယ်စဉ်ကတည်းမှာပဲတည်ဆုံးခဲ့ကြပါတယ်1846ခုနှစ်မှာမွေးဖွားတဲ့သူဟာကောင်းကင်တမန်တော်တွေရဲ့မာရီယာလို့မက်ခေါ်ကြပြီးတော့အင်ဂျလာလို့အတူကခေါ်ကြပါတယ်သူမရဲ့မိဘကြီးဟာဆိုလို့ရှိရင်ကိုကျင့်တရားနဲ့ဖျားတရားမှာအကောင်ဆုံးစံပြဖြင့်အတူယူဖွဲ့ဖြစ်အောင်နေထိုင်ခဲ့ကြပါတယ်။အင်ဂျလီကာဆိုလို့ရှိရင်အတန်းပညာကိုအတော်အသင့်အထိသင်ကြားခွင့်ရခဲ့ပြီးတော့အမျိုးသမီးငယ်ကြီးအနေနဲ့ဖက်ချုပ်ဆိုင်မှာတွားရောက်ပြီးအလုပ်လုပ်ခဲ့ပါတယ်။အဲ့ဒီနေရာမှာရှိတဲ့ပတ်ဝန်းကျင်ချင်းတွေကလည်းသူမကိုဘာသာရေးအသည့်တရားတွေနှိုးချရှင်သန်ကြီးထွားစေဖို့အတွက်အထောက်ပံ့ဖြစ်ခဲ့ပါတယ်။အလုသမားဟာသူတော်စင်တွေရဲ့ဘဝအသက်တာကိုဖတ်ရှုလေ့လာခြင်းနဲ့နေ့စဉ်ဆုတောင်းခြင်းပြုလုပ်ဖို့အတွက်ဆုယုံကြတယ်။အန်ဂျလီတာဆိုလို့ရှိရင်အသက်16နှစ်အရွယ်မှာဂျိုစတိုရက်စ်ပါတီလာအဲ့ဒီသူ့ရဲ့အထူးကြက်မှတ်မှုအောက်မှာဝိညာဉ်ရေးလမ်းညွှန်မှုကိုခံယူခဲ့တယ်။သူမအသက်19နှစ်အရွယ်မှာအန်ဂျလီတာဆိုလို့ရှိရင်သူတော်စင်ဘဝအသက်တာမှာသူမကိုသူမပုံအပ်လို့တဲ့ဆန္ဒတွေပြင်းပြခဲ့တာပါ။စတာခုမှာရှိတဲ့ကမလိုင်းခိုင်းကိုဝင်ရောက်ပြီးတော့အတွက်လည်းသူလျှောက်လာတင်ခဲ့တာပါ။သို့ပေမဲ့လည်းသူမရဲ့ဒီကျမ်းမာရေးချွတ်တက်မှုကြောင့်မလို့သူမကိုလက်ခံဖို့ညှင်းဆန်ခဲ့ကြတယ်။အဲဒီချိန်မှာကာလာဝန်ယောဂါဆိုလို့ရှိရင်ဆာဘီလဲမှာကူးဆက်ပြန့်နှံ့နေတဲ့အချိန်ဖြစ်ပါတယ်။သူမရဲ့ဝိညာဉ်ရေးတာဝန်ခံယဟန်ဆိုလို့ရှိရင်တော့ယောဂါကူးဆက်ခံထားသူတွေရဲ့လိုအပ်ချက်တွေကိုဂရုတစိုက်ပြုစုစောင့်ရှောက်ပေးဖို့အတွက်သူမကိုတိုက်တွန်းအားပေးခဲ့ပါတယ်။အင်ဂျလီတာဆိုလို့ရှိရင်အသက်20ပြည့်ခါစားချိန်မှာခါတိုင်းလိုမျိုးပဲကျမ်းမာရေးမကောင်းပြီမဲ့လည်းသီလရှင်ကျောင်းဝင်ဖို့အတွက်ပြန်ပြောမှရှောက်လာခြင်းခဲ့ပါတယ်။စာဗီလာမှာရှိတဲ့ဂရုဏာရှင်ရဲ့သမီးတော်များအသင်ကိုင်းဟာသူမကို1866ခုနှစ်မှာစတင်ပြောမှလက်ခံခဲ့တာပါ။သူမရဲ့နာမကျန်းဖြစ်မှုကနေတက်တာဖို့နီလန်းဘလို့မှမကြွနိုင်တဲ့အတွက်ကြောင့်လို့သီလရှင်ကျောင်းကနေထွက်ပြီးတော့ဖက်ချုပ်ဆိုင်မှာပဲအလုပ်ပြန်ဝင်ခဲ့ပါတယ်။အဲ့ဒီနေရာမှာသူမရဲ့ဆူတောင်းတဲ့အသက်တန်ဟာပိုပြီးမှနေဆိုင်လာခဲ့တာပါ။1991ခုနှစ်မှာသူမဆူတောင်းနေတဲ့အချိန်မှာပဲဦးပြူဆောင်မှာချိတ်ဆွဲချတဲ့ခရစ်စတူကားတိုင်ရှေ့မှာဘာမှမပါတဲ့ကားတိုင်တစ်ခုကိုသူမကတွေ့မြင်ခဲ့တာပါ။ခရစ်တော်ထံမှာစီရင်သားတွေကိုခေါ်ဆောင်သွားနိုင်ဖို့အတွက်သူတို့နဲ့အတူစီရင်ခြင်းကိုခံယူရန်အဲ့ဒီဗလာဖြစ်နေတဲ့ကားတိုင်ကိုလက်ခံစီလိုကြောင်းဖျားခင်ကသူမကိုတောင်းခံနေတယ်လို့သူမကအတိတ်ပဲဖွင့်ဆိုခဲ့ပါတယ်။မိမိရဲ့ဝမ်းရည်အတွက်ဖက်ဆိုင်မှာလှုပ်နေရင်းမှာပဲအခြားသောမျိုးသမီးတဦးသူနဲ့ဖွဲ့စည်းချတဲ့အသင်းငယ်လေးတစ်ခုကိုစီယုံတီထောင်ခဲ့တယ်။အဲ့ဒီအသင်းကိုကားတိုင်တော်ဤအပေါင်းအပါများဖြစ်သောသီလရှင်များလို့ခေါ်ဆိုပြီးတော့စာပြီးမှပဲအခန်းတစ်ခန်းငါပြီးတော့သူတို့ရဲ့အားလက်ချိန်တွေကိုစွတ်တောင်းကမ္မထန်ရှုခြင်းတရားအားထုတ်ခြင်းတွေမှာနှိမ့်မြုပ်ခဲ့ကြတယ်။စီရင်သားတွေနဲ့တီလူမျိုးပါဖြစ်နေတဲ့အဲ့ဒီသူတွေများသာလျှင်သူတို့ရဲ့စွတ်တောင်းချိန်နဲ့တိတ်ဆိတ်ချိန်ကိုနောက်ရှင်းနိုင်တယ်လို့ policy တစ်ခုကိုသူချမှတ်ခဲ့ပါတယ်။လူတချို့ဟာဆိုလို့ရှိရင်တော့အန်ဂျလီတာကိုကားတိုင်တော်ရဲ့မိခင်အင်ဂျလာလို့ခေါ်ဆိုကြပါတယ်။လူများကသူမကိုချစ်မြတ်နိုးစွာနဲ့ပဲစင်ရဲသားများရဲ့မိခင် Mother of the Poor လို့ခေါ်ကြပါတယ်။ဒီလိုက်ရှင်တွေဟာလောကကမ္ဘာရဲ့အထင်သေးစော်ကားခြင်းကိုခံကြရတဲ့သူတို့ကိုမြစ်တာနဲ့ကူညီဖို့အတွက်အစဉ်သင့်ရှိနေကြတဲ့ကောင်းကင်တမန်များအင်ဂျလာလို့မိမိတို့ကိုခံယူခဲ့ကြတာဖြစ်ပါတယ်။သူမကိုလွန်သွားတဲ့အချိန်မှာစပိန်နိုင်ငံမှာဒီလိုက်ရှင်ကျောင်းကို23နေရာထိဖွင့်လှစ်နိုင်ခဲ့ပြီပဲဖြစ်ပါရှင်။ပရိသတ်များရှင်အခုဝေမျှပေးသွားတာတော့သူတော်စင်စိတ်အင်ဂျလာကျောင်းကိုဝေမျှပေးသွားတာဖြစ်ပါတယ်။ကျန်နေတတ်တဲ့ဆိုရင်တော့ channel လေးကို subscribe လေးနဲ့ဘေးနာခေါင်းလုံးလေးကိုနှိပ်သွားဖို့မမေ့ပါနဲ့နော်။ဆုံးထိလိုက်ပါပြီးနားဆင်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ဖျားရှင်ကောင်းချီးပေးပါစေ။